စီးချိုနေခြင်းကိုယောဂါလို့တတ်ဖတ်ဖို့မသိတော့တဲ့အကြောင်းရင်းတစ်ခုပေါ်လာတယ်မင်္ဂလာပါကျွန်တော်ကဘောင်ခဒေါက်တာဦးတင်ဆလာပါဒီနေ့လူတွေအများဆုံးလူတွေအရှုပ်ထွေးဆုံးသောမိဂုံးလေးတစ်ခုတူဖြည့်ချင်ပါတယ်အဲ့ဒါကတော့စီးချိုယောဂါလားသွေးချိုယောဂါလားပေါ့လူနာတွေတွေ့လိုက်ပြီဆိုလို့ရှိရင်ဆရာကြီးကျမမှာစီးချိုနေပြီလားကျွန်တော်ကသွေးချိုနေပြီလားဆိုစီးချိုခြင်းနဲ့သွေးချိုခြင်းကိုသူတို့နှစ်ခုခွဲပြီးတော့သူထင်းနေကြတယ်ပေါ့အဲ့တော့အတူဆုံးဖြည့်ခြင်းတော့စီးချိုသွေးချိုယောဂါဆိုတာယောဂတစ်ခုတည်းပဲဖြစ်ပါတယ်လို့စီးထဲမှာသွေးတွေချိုဖို့ဆိုတာစီးကနှလုံးကနေပြီးညှစ်ထုတ်လိုက်တဲ့သွေးကဒီလိုလုံးပြန့်သွားတဲ့အခါမှာကြောက်ကကိုရောက်သွားတဲ့သွေးတွေကိုကြောက်ကနေစစ်ထုတ်လိုက်တယ်စစ်ထုတ်လိုက်တဲ့အခါကျတော့သွေးတွေမှာတရားတွေများတယ်ဆိုရင်အဲကြောက်ကဖြစ်လာတဲ့စီးထဲမှာလည်းသွေးချိုတက်တွေများလာတယ်အဲ့ဒါစီးချိုတယ်ပေါ့စီးချိုယောဂနဲ့သွေးချိုယောဂဆိုတော့တကယ်တော့ယောဂတစ်ခုတည်းဒါပေမဲ့ပင်ရင်ကတော့ဘာလဲဆိုတော့သွေးချိုနေခြင်းအသာအဓိကဖြစ်တယ်ပေါ့နော်သွေးကဘာကြောင့်ချိုနေလဲဆိုရင်ခန္ဓာကိုယ်ထဲမှာစားတော့လိုက်လို့တက်လာတဲ့ဂလူကို့ဓာတ်တွေအချိုဓာတ်တွေဒါမှမဟုတ်ခန္ဓာကိုယ်ထဲမှာတိမ့်ထားပြီးတော့အသေးကနေပြန်ထုတ်ပြီးတဲ့အချိုဓာတ်တွေအဲ့ဒါကိုထိမ့်သိမ့်ပြီးတဲ့ဟော်မုန်းဓာတ်ကအင်ဆူလင်လို့ခေါ်တယ်သူကနည်းနေလို့ဒါမှမဟုတ်သူ့ရဲ့အာနိသင်ကရှိတိုက်ထားတဲ့အာနိသင်တွေကညော့နေလို့သွေးကြိုဓာတ်ထိမ့်သိမ့်မှုနည်းပြီးတော့သွေးထဲမှာသွေးကြိုတာရင်ဖြစ်တယ်နောက်တစ်ခါစီးကြိုဓာတ်လို့ဘာကြောင့်ခေါ်ကြလဲဆိုတော့ဒီယောဂစပြီးတည်တဲ့ချိန်ကာလတုန်းကလွန်ခဲ့တဲ့ BC 2500မတိုင်ခင်လောက်တည်းကပေါ့အဲ့ဒီလူတွေကစီးတွေပေါ်မှာရင်ကောင်းတွေပွဲစိတ်တွေနားတာတွေ့တယ်အဲ့တော့တချို့သောသမားတော်တွေရောလူနာတွေရောအဲ့ဒီစီးကိုရှာနဲ့တူကြည့်တယ်တူကြည့်ကကြချိုးနေတယ်အဲကြောင့်ချိုးတယ်ဆိုပြီးတော့စီးချိုယောဂါလို့အဲ့ဒီတုန်းကစပြီးသတ်မှတ်တယ်နောက်တစ်ခုကလည်းကျွန်တော်တို့မာစတာကျောင်းသားဘွားကျွန်တော်မာသိပ္ပံကျောင်းသားဘွား UMPS ကျောင်းသားဘွားလူတယောက်စီးချိုသွေးချိုယောဂဖြစ်လာသိကြရင်သူ့ရှယ်နဲ့စီးကိုတောင်းလိုက်တယ်ပြီးရင်ကျွန်တော် test tube လို့ခေါ်တဲ့ဖန်ပြင်းနဲ့ထည့်တယ်စီးပြအောင်လေးကျွန်တော်ထည့်လိုက်တယ်ထည့်လိုက်ပြီးတော့ကျွန်တော် Benedict solution လို့ခေါ်တယ်အဲ့ဒါကိုမီးနဲ့အပူပေးတယ်စူအောင်လို့အဲ့ခါကျတော့ဘာပြောလဲဆိုတော့အကြောင်းကစီးထဲမှာတကြတာပေါဝင်မှုအနေနဲ့ပုံမူတည်ပြီးတော့အပြာရောင်နေစိတ်ရောင်နေပြီးတော့ဝါရောင်နဲ့လေမောင်းနဲ့နီအောင်ဆိုအမြင့်ဆုံးပေါ့အဲ့လိုဖြစ်သွားတာအဲ့တော့ဘယ်လိုစစ်လဲဆိုတော့ဟိုတုန်းကကြီးကိုပဲကျူပြီးစစ်တဲ့အတွက်အချိုနေတဲ့စီးထဲမှာတရားတတိများနေတဲ့စီးကြိုလို့ခေါ်ခဲ့တာဖြစ်တယ်နောက်ထပ်စီးများတဲ့ယောဂတစ်ခုရှိတယ်စီးရွားတဲ့ယောဂတစ်ခုကစီးများတာကိုဘာခေါ်လဲဆိုတော့ကျွန်တော် Greek စကားလာတော့ diabetes ပေါ့ diabetes ဆိုခေါ်တယ်ဒါပေမဲ့အဲ့ဒီစီးများတဲ့ယောဂဥနောက်တဲ့ရဲ့ pituitary ဆိုတဲ့အချိတ်ကအနောက်ဘက်ခြမ်းနေပြီးတော့ကျွန်တော် desmopressin ဆိုတဲ့ဟော်မုန်းမထွက်လို့သူကစီးတွေထွက်လာတာဒါပေမဲ့အဲ့စီးကိုတူးကြည့်တဲ့အခါကျတော့အရသာမရှိဘူး tasteless ပေါ့အဲ့ကြောင့်သူ့ကြောင့်ခေါ်လဲဆိုတော့ diabetes insipidus လို့ခေါ်တယ်ကျွန်တော်တို့အခုပြောနေရောကြတဲ့အခါကျတော့ရှာနဲ့တူးကြည့်တဲ့အခါကျတော့ချိုးနေတယ်အဲ့ကြောင့် diabetes mellitus လို့ခေါ်တယ် mellitus ဆိုတာကဘာလဲဆိုတော့ကျွန်တော်တို့ပြားရည်ကိုခေါ်တာနောက်တစ်ခုကအခုခေတ်ကာလမှာကျတော့ဘယ်သူမှကျွန်တော်စီးကိုတောင်းနေဘူးကျွန်တော်တောင်းနေတာဗာလဲဆိုတော့စီးလေးပြပါကျွန်တော်သွေးလေးပြပါဆိုလက်တိလေးသွေးလေးဖောက်လိုက်တယ်ဖောက်လိုက်ပဲဆက်ကလေးနဲ့ကျွန်တော်တိတ်ပဲဆက်လိုက်တယ်တီးတဲ့သူများနေတာအဲ့တော့လက်ကိုစစ်တာသွေးကိုစစ်တာများနေပါများတယ်ဆိုသွေးထဲမှာများတာအဲကြောင့်သွေးချိုခြင်းလို့ကျွန်တော်တို့ကခုနကပြောင်းပြီးခေါ်တယ်။ဟိုမှာတော့စီးချိုခြင်းသွေးချိုခြင်းဒီယောဂတစ်ခုတည်းပဲ။နောက်တစ်ခုကစီးချိုနေခြင်းကိုယောဂလို့တတ်ဖတ်ဖို့မသိတော့တဲ့အကြောင်းရင်းတစ်ခုပေါ်လာတယ်။ဘာလဲဆိုအခုနောက်ဆုံးပေါ်တဲ့ဆေးဝါးတွေထဲမှာ SGL2 inhibitors လို့ခေါ်တဲ့ဆေးတွေ DAPA တို့ CANA တို့ empagliflozin တို့သူတို့ကသွေးတွေကတရားဓာတ်တွေကိုစီးထဲမှာများတော့အောင်လို့စီးထဲမှာစွန့်ထုတ်ပြလိုက်အောင်လို့လုပ်ပေးလိုက်တယ်လုပ်ပေးလိုက်ခါကျတော့စီးရဲ့အာနိသင်ကိုစီးကိုချိုးနေတာစီးချိုးနေခြင်းကိုကျွန်တော်ယောဂလို့တော့တတ်မှတ်လို့မရတော့ဘူးနောက်ဆုံးတော့လူနာတယောက်ယောဂရှိမရှိဘူးကျွန်တော်ကသွေးထဲမှာတတ်မှတ်ပြီးတော့ပဲသွေးချိုးခြင်းလို့ခေါ်တယ်ဒါပေမဲ့အချုပ်ပြောရရင်တော့စီးချိုးသွေးချိုးယောဂဆိုဒီမှာနှစ်ခုအတူတူပဲဖြစ်ပါတယ်နော်ဘယ်ဟာမှာစမ်းတက်လဲပုံမှန်မူတည်တယ်သွေးကိုစမ်းတာလားစီးကိုစမ်းတာလားသွေးထဲမှာချိုးနေလို့ရှိရင်သွေးချိုးတယ်စီးထဲမှာချိုးနေလို့ရှိရင်တော့စီးချိုးတယ်ဒါပေမဲ့ယောဂတော့တစ်ခုပဲဖြစ်ပါတယ်အဲဒါကြောင့်အခုဖြစ်တော့မမကန်နဲ့စီးချိုသွေးချိုယောဂဆိုပြီးခုတွဲပြီးတော့ခေါ်တာဖြစ်ပါတယ် CFM